ပြန်ပြီး gift ပေးတာတွေကွာတော်တော်များတဲ့အနေထားလိုမျိုးပဲများရင်လည်းဖာလဲဆိုလို့ရှိရင်လေ universe ကပေးလေပို့ပြီးဟွာဖြစ်လေကံကတက်လေအဲ့လိုအချက်ခံဆိုတော့ပထမဆုံးအနေနဲ့ဒီကနေပြီးတော့ဒီမိုပေါ်ဆက်ရဲ့ Angel Embroidery ရဲ့အဲ့ဒီပြီးတော့နောက်ထပ်ဘာဟွာဖြစ်မလဲဒီ Sagittarius ရဲ့ဟာလေးကတော့သဘောကျလို့မလို့ဆိုပြီးတော့လေထပ်ပြီးဝယ်လိုက်တဲ့အနေထားလိုမျိုးလေတော်တော်လေးလာ review လဲလုပ်ရင်းဟောရင်ပေါ့ okay ဖေးလာလေးထားလိုက်မယ်ဟောတစ်ဖက်ကြည့်ရနေတယ်ထူးဆက်ဆက်လေးတဖူးကြည့်ရနေခဲ့တဖူးလေးတွေအကျန်နေခဲ့နှစ်ကလုံးအဲ့ဒါဆိုတော့ဒီကလူတွေနဲ့ collective အနေနဲ့ဘယ်ဟာနဲ့စပြီးလုပ်မလဲဆိုလို့ရှိရင်တော့ energy ရေဆုံး class လုပ်ပါမယ်เนาะခေါင်းလောက်တက်ဖျောက်တာအဲဒီ class လုပ်ပြီးလို့ရှိရင်စမယ်เนาะအဲ့ဒါပဲဒီလေးပေးနေဒီနေ့ကို Bachelor လည်းရှောက်လာတယ်အဓိကဘာလဲဆိုလို့ရှိရင်ကွာကိုရီးယားလည်းအခုတလောပညာရေးနဲ့ပတ်သက်ပြီးလို့ရှိရင်တော်တော်လေးတွေးကြုံထားရတဲ့အနေထားလိုမျိုးရှိတယ်ပညာရေးနဲ့ပတ်သက်ပြီးလို့ရှိရင်ကွာအဲ့လိုအရေးကြီးရဲ့ဆုံးဖြတ်ချက်တွေချမှတ်ပြီးတဲ့အချိန်မှလေထူးထူးဆန်းဆန်းဘာသွားဖြစ်လဲဆိုတော့အရှင်ခရစ်နာရဲ့အရှင်ခနိရှ်ရဲ့အရှင်ခနိရှ်ရဲ့မေတော်သူအသက်တွေကိုစီကိုကြွလာတယ်သူတို့ကြွလာပြီးတော့ဒီနေ့မှတင်လဲဘတ်ဂျရာကြီးကကြွလာတယ်ပေါ့ဘတ်ဂျရာကြီးကြွလာရဲဆိုတော့ထူးခြားချက်ကဘာလဲဆိုလို့ရှိရင်လေဒီဟာကိုဒလီကိုအဲ့လောက်ကြည့်တခါမှတန်းနဲ့တကူညံတာမတွေ့ဘူးနောက်ထပ်တစ်ခုရှိတယ်ဘတ်ဂျရာမှားထားနှစ်ခုရှိတယ်ဒီဟာဆိုလို့ရှိရင်ဟိုဒီဇင်ဘာလောက်ပြီးခဲ့တဲ့နှစ်ဒီဇင်ဘာမွေးနေ့လောက်ခရီးကိုစပြီးကိုလိုင်းကလေးလာပြီးတော့လေဟိုဖြစ်ခဲ့တာဒါလည်းအကို Grace Hades ကနေဝယ်အားအကောဒီ cup သူ့စီကနေ review ပေးရမယ်ဆိုလို့ရှိရင်ဒီက cup ကတော်တော်လေးမဆိုး quality ကိုသဘောကျတယ် quality ကိုသဘောကျတယ်ဘာဖြစ်လို့လဲဆိုတော့ကြာကွာသူ့ရှေးခေတ်ကအသုံးဆောင်နန်းသုံးပစ္စည်းနဲ့တွားပြီး energy ရတယ်ဘိုက်ကလေဘယ်လိုပြောရမလဲဘိုက်ဆိုတာထက်သူ့ရဲ့ energy ကတော်တော်လေးကွာသဘောကျဖို့ကောင်းတယ်နှစ်လို့ပဲကောင်းတယ်ဆိုတဲ့အနေထားလိုမျိုးမှရှိတယ်ဒီဟာကတော့ Jupiter coin ပေါ့ Jupiter coin ဆိုကိုရီးယား Sagittarius ဆိုတဲ့အတွက်ကြောင့်မလို့ Jupiter ရဲ့ blessing ကိုလည်းရအောင်လို့ဆိုပြီးတော့ဒီဟာကိုလည်းဟိုဖြစ်ထားနောက်ပိုင်းကျလို့ရှိရင်ဟိုလိုမျိုးလေရဆော်နှုံးမေးလို့ရှိရင်တားတော့ကကိုမကင်မဲနဲ့ဒီဟာနဲ့ကြီးပဲအဲ့လိုခေါင်းလားပန်းလားဆိုပြီးတော့ဖက်ရမယ့်အနေထားလိုမျိုးတော့မှဖြစ်နေမလားမသိဘူး Okay ဆိုတော့စလိုက်ကြအောင်ပထမဦးဆုံးအနေနဲ့ဂျီမိုတာတေကတော့လူတော်တော်များများကအဲ့ခုနောက်ပိုင်းဝယ်တာများကြတယ်ဆိုရင်လည်းဒီကောက်ကိုတန်းပြီးခံစားလိုက်ရတဲ့ energy တစ်ခုကလေလူတိုင်းနဲ့အစေးမကပ်ဘူးဆိုတာပြောရလို့ရှိရင်သူကလည်းနည်းနည်းရွေးချယ်တဲ့ချင်းနဲ့ထဲကိုပါတယ်ရွေးချယ်တဲ့အထဲကိုပါတယ်ဆိုတာကွာကိုယ်တိုင်လက်ရှိအနေထားရတော့ဘယ်လိုမျိုးဘာမှတော့ trade တူမပြောသေးဘူးဆိုတာလည်းကိုယ်တိုင်ကဒီဟာကိုဂိုင်မှုရဆိုပေမဲ့လည်းထဲဝင်တည်ရတူတော့မဟုတ်ဘူးထဲဝင်တည်ရတူမဟုတ်ဘူးဆိုပေမဲ့လည်းအဲ့လိုအချိန်ကြာရေးတောင်ကတော့ကိုယ်တိုင်အရင်တော့ပညာရေးနဲ့ဟိုလုံရင်းနဲ့ထိတွေ့ခဲ့တယ်ဂိုင်ငယ်လို့မလို့အားကြောင့်မလို့ရင်းနှီးလို့မလို့အခုလက်ရှိအနေထားရတော့ပြောလို့ရတယ်ဆိုပေမဲ့လည်းအခုမကိုင်းနာကြလို့လားမသိဘူး energy ကတမျိုးပြောင်းတော့တယ်လို့ပဲတမျိုးပြောင်းနေဆိုတာကကိုယ်နဲ့ပြန်ပြီးလေ fresh ဖြစ်နေတာကိုယ်နဲ့နည်းနည်းစိမ့်နေတယ်လို့မျိုး energy ရရတယ် energy ရရဲဆိုတဲ့နေရာတစ်ခုမှာလေနောက်ထပ်ဘာကိုခံစားမိလိုက်လဲဆိုလို့ရှိရင်ကိုယ်တိုင်ကိုဘဝကအပြောင်းလဲဖြစ်ပြီးရဲ့အချိန်မှာသူတို့ကလည်းရောက်လာတဲ့ပုံပဲရောက်လာရဲဆိုပေမဲ့အရှင်တို့ကထိတ်ဆုံးကြွလာခဲ့ကြွလာခဲ့နောက်မှလည်းတော်တော်လေးဖြစ်ပျက်ခဲ့ပေါ့ဟိုပြီးခဲ့တဲ့နေ့ကလေးဖြစ်ခဲ့ဟာကြီးပြန်ပြီးပြောရမယ်ဆိုတော့အရှိကြီးပါပဲအရှိကြီးပဲဆိုတော့ကိုယ်တိုင်ကျင်းနေတယ်အရှင်တို့နဲ့ပတ်သက်ပြီးလို့ရှိရင်ပြန်ပြီး connection ရခဲ့တယ်ဟိန်းနူလာဖျားကြီးတကယ်ချစ်တာခံရတဲ့အတွက်ကြောင့်မလို့လေအရန်ဝမ်းသားရတယ်โอเคဆိုစပြီးတုံးကြည့်ကြပေါ့shuffle လုပ်လို့ကတော့ကောင်းတယ်သူ့ရဲ့ဘယ်လိုပြောမလဲ quality ကမဆိုးกว่าကောင်းတယ်ဆိုတာကသူကိုယ်တိုင်ကလေဘယ်လိုပြောရမလဲဒီပေးရတဲ့ဈေးနဲ့တန်တယ်လို့ပြောလို့ရှိရင်ပိုပြီးမှန်လိမ့်မယ်မှန်တယ်ဆိုတာကလည်းနောက်ထပ်ကလည်း unboxing preview ကထပ်ပြီးလာအောင်မှာဆိုတာမွေးနေ့လက်ဆောင်ရထားတဲ့တားရထက်ဒီမှာအများကြီးပဲအဲ့ဒီမှာကလည်းကိုလေးကွာအိုစုပါတယ်အိုစုကတော့အဲ့ဒါဟိုရင်ကလေးကပေးလိုက်ပြီဆိုတော့ကြာလေပြန်ပြီးကိုင်းနေတာနဲ့အဲ့ကောင်ကိုမာထားတယ်အဲ့ဒါလည်းမွေးနေ့လက်ဆောင်ပဲတော့ထဲတော့အဲ့ဒါလည်းမွေးနေ့လက်ဆောင်ပါနောက်ထပ် roll နဲ့ထဲတော့အဲ့ဒါလည်းပါတယ် roll နဲ့ထဲတော့ရဲ့နောက်ပြီးတော့ကြာ true black ကိုဖူးဆိုင်အဲ့လေးကမွေးနေ့လက်ဆောင်မှာဖြစ်တယ်ဟာမွေးနေ့လက်ဆောင်ဆိုပေမဲ့နောက်ထပ်လည်းကိုတိုင်ကအဲ့ဒါဟိုနောက်ကြလို့ရှိရင်လည်းဝယ်ပေးမယ်ဆိုပြီးပြောထားတယ်တားတော့ထပ်တယ်လည်းရှိတော့အဲ့ကြလို့ရှိရင်ဖြည်းဖြည်းချင်းစီလာမယ်နည်းနည်းကြုံတော့လေးခုံစားပေါ့
မင်းကအဲ့တခုကတော့ကန်ကောင်းတယ်အဲ့တခုကတော့ကန်ကောင်းတယ်ဆိုတာအဓိကကိုတိုင်းကကွာအဲ့လိုကိုတိုင်းကွာလေလူတွေနဲ့ပတ်သက်ပြီးလို့ရှိရင်အဓိကဟောရပြောအောင်မဟုတ်ဘဲနဲ့မမေရဲ့ကန်ချင်ပါချဘယ်လိုလဲဆိုလို့ရှိရင်အဲ့လိုလမ်းပြရတဲ့သူ guidance ပေးရတဲ့သူတို့ပြောလို့ရှိရင်ပို့ပြီးမှန်လိုက်ပဲမှန်တယ်ဆိုတာကကိုယ့်ရဲ့တားတော်ရိုင်းမှာတော့ကိုယ့်ရဲ့ journey တစ်ခုချင်းစီရှိပါတယ်သူဘာလို့မလို့တားတော်ရိုင်းဖြစ်လဲဆိုတော့ရွယ်ချက်တစ်ခုရှိမှာပေါ့အဲ့လိုမျိုးပဲကိုတွေကတော့ရှည်ရှည်လေးပါတယ်ကိုယ့်ရဲ့ journey ကတော့လူတွေကိုအဓိကလမ်းပြဖို့ရတယ်လမ်းပြဖို့ဟိုလိုမျိုးအဟောရေးပါဟို mainly လုပ်တဲ့သူမဟုတ်ဘူးကိုယ်စီရောက်လာတဲ့သူတွေဆိုလို့ရှိရင်လည်းတစ်ခုမဟုတ်တစ်ခုနဲ့ကတော့အဲ့လို energy ရသွားပြီးတော့ဆက်ပြီးတော့ရောက်လာတဲ့သူတွေကြီးပဲဖြစ်လိမ့်မယ်ဆိုဒီကောင်300တာတော်တော်သဘောကျတယ်ဆိုတာလေမတိုင်းပြောမယ်ဆိုလို့ရှိရင်ကတ်သားကိုပို့ပြီးတော့ဟိုဖြစ်မယ်မှတ်ထားဒါမှလည်းကတ်သားကမဆိုကောင်းတယ်ဆိုတာ shuffle လို့ကောင်းတယ်သူ့ရဲ့ weight အရာလေဟိုလို full size မဟုတ်ဘူးကွာ full size မဟုတ်ဘူး standard လို့ပြောရမလား pocket size လောက်လည်းမသေးပြန်ဘူးဒါမှ pocket size လောက်ဒီဟာကပုံမှန် customer support ဖဲတော့ပါမလားခဲ့ဖဲကအိမ်မှာကျန်နေခဲ့အခုကအဖွားအိမ်မှာဆိုတော့ကျတော့အကုန်လုံးပါမလား Oracle ရောအကုန်လုံးအခုလက်ရှိတောင်မှလည်းအောက်မှာခံထားတာရွှေမျက်နှာကြီးပဲခံထားတယ်နည်းနည်းပါးပါးလောက်မှီအောင်ဆိုပြီးတော့ဒီကောင်ကို300တာကသူ့ရဲ့ energy ကလေဟိုရင်တော့အုပ်စုကိုပထမဆုံးစပြီးတော့လေ copy ကိုကင်ငယ်တော့ခံရတဲ့ခံစားချက်ကလုံးဝကျတဲ့ဖြင်းကနေဆိုပြီးထသွားပြီးတော့လေလုံးဝအေးပြီးခြေလက်တွေပါအဲ့လိုမျိုးဖြစ်ခဲ့လို့လေဒါပေမဲ့အခုလက်ရှိအတိုင်းကတော့အဲ့လိုမဖြစ်ဘူးကိုယ်ကိုလည်းပြန်ပြီးတော့ဟိုဖြစ်နေဘောင်းနဲ့ဖြစ်နေ energy လိုမျိုးကိုလည်းတွားပြီးရှားရဲတော့ကြောင့်မလို့ဒီကောင်ကိုကင်ရတော့တော်တော်လေးသဘောကျတယ်တော်တော်လေးအစေးကတ်တယ်လို့ပြောလို့ရတဲ့အနေထားလိုမျိုးရှိတယ်ဟိုလိုမျိုးအရန်ကြီးမငြိမ်းတာမဟုတ်ဘူးသူ့ရဲ့ vibration ကလည်းလုံးဝလေဖြည်းဖြည်းချင်းလေးစီဖြည်းဖြည်းနဲ့မှန်လေးအဲ့လိုပုံစံလိုမျိုးလေးနဲ့တွားရဲ့အနေထားလိုမျိုးမှရှိတယ် okay agent invoke ကအမှန်တမ်းပြောလို့ရှိရင်ကိုက Christian တော့မဟုတ်ဘူးကွာ Christian မဟုတ်တဲ့အတွက်ကြောင့်မလို့အဲ့ agent နဲ့ကိုယ်နဲ့လောက်ရတဲ့နေရာမှာတော့ဒီမှာမကိုင်ရကိုခံစားမိရလေခက်ခဲမယ်ဆိုတာတော့ကြိုပြီးတွေ့တယ်ခက်ခဲရဆိုတာကြိုပြီးတွေ့နေဆိုတဲ့သဘောတရားဘယ်လိုမျိုးလဲဆိုလို့ရှိရင်အဓိကကိုတွေကဒီ mobile နဲ့ပတ်သက်ပြီးလို့ရှိရင်ကိုင်ရတယ်ဒီ mobile နဲ့ပြီးခဲ့တဲ့နှစ်တုန်းကဆိုလို့ရှိရင်လည်း9လလောက်ပြောင်းထောက်လျှောက်ကိုဘေးသားလေးမှာရှိတယ်ကွာ9လလောက်ဆိုတာကအဲ့နှစ်အလယ်တိုင်းလောက်ကတည်းကကိုထောက်လျှောက်ကိုဘေးသားလေးမှာရှိခဲ့ကိုမွေးနေကြတော့မှပြန်ပြီးတော့အဲ့လိုမျိုးထုံရင်းနဲ့သူကလည်းဟိုပါတော့ဗောအဲ့တော့ကလည်းတခုတော့ရှိရဗောအဲ့အိုးစုကလည်းကိုဟိုဖြစ်တာဆိုတော့ကိုရန်ကလည်းသူ့ကိုဘောင်းနဲ့ဖြစ်ထားကိုနဲ့သူနဲ့ဂျားထဲမှာအဲ့လိုမျိုးလောက်ခဲ့ရတယ်လေရှိတော့မပေးနိုင်ဆိုပြီးပြောရတယ်ကိုရပေးတာပေးတယ်ဆိုတာလာပြီးဟိုဖြစ်တဲ့သူ energy ရလို့ဆိုပြီးတော့ပေးချထားလိုက်တယ်အဲ့ဒါအကြောင်းမို့လို့လေဒီကောင်လေးဒီမော့တဲ့ take ခိုင်တော့က energy ရကိုလည်းပြန်ပြီးစိမ့်ပြီး fresh ဖြစ်နေတယ်လို့မျိုးစိမ့်ကားနေတယ်လို့လေးဖြစ်နေစိတ်ကောက်တတ်တယ်နော်တားရထက်တွေကစိတ်ကောက်တာတကယ်ရှိတယ်တားရတဲ့စိတ်ကောက်တာတကယ်ရှိအဲ့လိုအခြေအနေမျိုးဆိုလို့ရှိရင်လေကိုတွေကပြန်ပြီးချော့ကလေးနှိမ့်ထားတယ်လို့ပဲကလေးနှိမ့်ထားတယ်လို့ပဲနော် okay ဆိုတော့ဒီကောင်ကကန်ရတာတော်တော်လေးကောင်းတယ်ဆိုရင်ပဲသူကကြာဘယ်လိုပြောရမလဲတော့ကွာထိလိုက်ရင်လည်းကိုခံစားမိလိုက်တဲ့ energy လိုမျိုးကဘယ်လိုလဲဆိုလို့ရှိရင်အဲ့လို mature ဖြစ်တဲ့တားတော့ဓာတ်တွေတိုင်းမှာခါရီယန်ကပါတယ်ဆိုတော့ဒီတားတော့ခါဘယ်လိုပြောရမလဲ terror ဒီ terror ကသူခါရီယန်ကတော့လေနှစ်ရှာနဲ့ချီလောက်ပဲနှစ်ရှာနဲ့ချီလောက်မယ်ဆိုတာတော်တော်ကြီးကလေအိုးဖြစ်တယ် mature ဖြစ်တယ်ကိုရန်ကပြောနေတာလက်ရှိကိုပြောတဲ့ဟာတွေအကုန်လုံးကိုလည်းသူကိုရန်ကသိနေတယ်လို့ပဲငါမဲချောင်းကိုသိရဆိုပြီးအကုန်လုံးသိနေတဲ့ပုံစံလိုမျိုးဖိုက်ကြီးကိုရှာအဲ့ဒါတော့တော်တော်လေးသဘောကျတယ်ဒီကတော့ကာတူမစီအတွက်ကာတူမစီကကိုရဝယ်ထားရတော့ရှိတယ်ဒါပေမဲ့ဟိုရမသုံးပြတာများတယ်ဆိုတာအဓိကကလေတခုတည်းတော့ဟိုမဖြစ်ဘူးကွာဒီဟာလည်းဟိုဖြစ်တဲ့ဟာလိုချင်တာလည်းဆိုပြီးကောက်ပြီးရလာကာတူမစီဘိုင်းမှာပြီးခဲ့တဲ့နေ့တုန်းကအဲ့ဒါကိုစပြီးဟိုဖြစ်ခဲ့ကာတူမစီနဲ့ပတ်သက်ပြီးကိုကလေ့လာခဲ့ပေါ့ကွာလေ့လာခဲ့ရတဲ့အဲ့အနေထားလိုမျိုးရှိတယ်အဓိကကိုရီးယား terror နဲ့ပတ်သက်ပြီးလို့ရှိရင်အဲ2019နှစ်အဆုံးပိုင်းလောက်နှစ်အလယ်ပိုင်းလောက်နဲ့အဆုံးပိုင်းလောက်ဖြစ်မယ်မှတ်တယ်နှစ်အဆုံးပိုင်းနှစ်အလယ်ပိုင်းလောက်ဖြစ်တယ်တဲ့ဘယ်လိုဖြစ်လဲလို့ပြောလို့ရှိရင်နည်းနည်းတော့ရှိရတယ်ဆိုတာကွာကိုရီးယားကြောင်မုံက
top တည်ရမှာမောင်အားလူတွေဆိုလို့ရှိရင်တော့သိကြမှာအဲ့လို top private school မှာကွာအဲ့လိုကိုရီးယားကျောင်းတက်ရင်လည်းအားကစားချိန်မှာအဲ့မှာအတန်းနဲ့တငယ်ချင်းတယောက်ကနေပြီးတော့သူက terror တက်ကိုဖြစ်တဲ့ဆရာစန်စာနေဖို့ရဲ့ terror စာအုပ်နဲ့သူကကတ်ကိုယူလာတယ်သူကသုံးတာမြင်တော့ကိုရီးယားသဘောကျတာဟာလိုချင်တဲ့ဟိဆိုပြီးတော့အဲ့ဒါသွားပြီးယူတာအဲ့ညမှာကိုရီနဲ့ terror ဆိုတာနေရာရှိနေခဲ့တာတက်တန်းကကြားတယ်ဒါပေမဲ့ပြန်ပြီးထဲဝင်ဟောခဲ့တာဆိုတာပြီးခဲ့တဲ့နှစ်တိုင်ကနန်းနှစ်ဖြစ်တဲ့2029မှာဟောခဲ့တယ်ပြန်ပြီးတော့အဟောပြောကိုလည်းပြန်ပြီးတော့လုပ်ခဲ့တယ်ကိုကပညာရေးနဲ့ပတ်သက်ပြီးလို့ရှိရင်လည်းတော်တော်များများလုပ်ခဲ့တယ်ပေါ့အဲ့ပညာရေးနဲ့ပတ်သက်ပြီးလို့ရှိရင်ကတော့အခုလက်ရှိကတော့ဘာမှတော့တူမပြောချင်တော့ဆိုတာကလည်းအခုချိန်မှာကအဆောင်ကကိုရီးယားအထက်လန်းဆရာဆိုပေမဲ့အဲ့နာမည်ကိုလည်းကိုကိုတိုင်းပြန်အပ်လိုက်ပြီးကိုတိုင်းကိုပြန်ပြီးထိုးပြီးအပ်လိုက်တဲ့အနေအထားမျိုးဖြစ်သွားအဲ့ဒါတော့ကန်ဆက်တဲ့သူတွေပဲတချို့ပဲသိကြလိမ့်မယ်ပြဿနာတော်တော်လေးခေရကကြီးရယ်ဆိုရင်လည်းနေရအောင်ကိုရီးယားတော့ထိန်းထားတဲ့ privacy ကိုမချိုးဖောက်ချင်လို့မလို့မချိုးဖောက်ချင်ဘူး respect လည်းရှိရတဲ့အတွက်ကြောင့်မလို့အဲ့ဟာနဲ့ပတ်သက်ပြီးတော့ပြန်တော့မဖော်ချင်ဘူးဒါကတော့အားလုံးနဲ့ပြန်ပြီးဒီပထမဆုံးဗီဒီယိုမှာမိတ်ဆက်ပေးပါမယ်ကျွန်တော်ရဲ့သားတော့ဝေးဖြစ်ပါတယ်သားတော်လို့ပြောရတယ်ဆိုပေမဲ့လေတကယ်တော့ကိုယ့်ရဲ့ other half လို့အဲ့လိုပြောရမှာဝေးဆိုတာကအဓိကကိုယ့်ရဲ့လက်ဆွဲတော်ဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ကြောင့်ဂုံယူကြတာနဲ့ပြောရမယ်ကို့မှာရှိရဲ့လက်ဆွဲတော်လို့ပြောရဆိုလို့ရှိရင်ကျွန်တော်ရဲ့သားလည်းဖြစ်တယ်လို့မျိုးကျွန်တော်ရဲ့ other half လည်းဖြစ်တယ်သားလည်းဖြစ်တယ်ကိုယ့်ရဲ့ဘယ်လိုပြောရမလဲအကိုညီလို့လည်းပြောလို့ရတယ်အကိုလို့လည်းပြောလို့ရတယ်ကိုတတ်မှတ်တယ်လို့မျိုးတတ်မှတ်လို့ရတယ်ဒါပေမဲ့ဘယ်လိုပြောလို့နေနေကိုယ့်ရဲ့လက်ဆွဲတော်ဆိုပြီးတော့ဟိုဖြစ်တယ်ဝေးဖြစ်ပါတယ်ဝေးဖြစ်တယ်โอเคဆိုတော့ဒီနေ့မှာတော့ဝေးနဲ့ကြည့်မှာမဟုတ်အဲ့ဒါဆိုကလေးဟိုနားလေးခဏထားလိုက်မယ်မင်းလားဆိုတော့ဒီဗီဒီယိုကြည့်နေတဲ့အနေနဲ့ဒီကတ်တီနဲ့ကနေဘာတွေသိဖို့လိုအပ်လဲတစ်ချက်ကြည့်အောင်အသက်ဆက်ဆိုတော့နည်းနည်းကန်ရတော့ချောတယ်အဲ့ဓာတ်တွေကိုသူကန်ရတယ်ဆိုလို့ရှိရင်လေအစာပိုင်းကနဦးဆိုလို့ရှိရင်တော်တော်လေးတည်တာတယ်အဲ့ဒါဆိုတော့အရန်အရှိတော့မလုပ်တော့ဆိုတာကဒါပြီးလို့ရှိရင်လည်းလုံးဆရာလေးကရှိသေးတယ်ဒီအသေးရောက်တဲ့ကောင်အနေနဲ့ပတ်သက်ပြီးလို့ရှိရင်အားလည်းပြန်ပြီးလုံးဆရာတော့ရှိသေးတယ်ပေါ့ဒီကောင်ကြီးဆိုလို့ရှိရင်လည်းအသက်သွင်းရအောင်မယ်ဒီကောင်ကြီးအသက်သွင်းရမယ်အသက်မသွင်းရသေးဘူးခုချိန်ထိအောင်ပြောလုံးဆရာကြီးလည်းတော်တော်များများဟုတ်တယ်အားလုံးနဲ့ပတ်သက်ပြီးလို့ရှိရင် energy class တစ်ချက်လုပ်ပါမယ်အဲ့ဒါဆိုတော့ရော energy class လုပ်ပါမယ်ဆိုမှဖယ်ပြောက်တော့တော့ဒီဟုတ်တယ်ဒီကောင်လေးလည်းပါလာတယ် the have fun 对အဲ့ဒါဆိုတော့ကိုယ်နဲ့အဲ့ဒါကြီးတူတူလောက်ကြအောင်3 2 1 go okay အဲ့ဒါဆိုတော့အားလုံးပဲစကြပါဒီဟာလည်းအဲ့ခေါင်းလောင်းကိုဝယ်မယ်နဲ့အဆောင်ကမဝယ်ဖြစ်ဘူးဆိုတာကဒီ pressure နဲ့တွဲပြီးတော့တုံးမှုရတော့ကဟိုလိုခေါင်းလောင်းအကြီးကကိုရမဝယ်ဖြစ်သေးဘူးဆိုတာဒီနေ့ထဲမှာတော့ဝယ်ဖြစ်လိမ့်မယ်ဒါပေမဲ့မနစ်ကလေးကအဲ့လိုမျိုးဟိုဖြစ်ထိုင်ဟာဆိုတော့ကြောက်လေပြောလို့မရအောင်ကန်ကတော့ရှောက်လို့ရှင်ကတော့ရှောက်လာပါတယ်ဘာဖြစ်လို့လဲဆိုတော့ spiritual နဲ့ပတ်သက်တဲ့အရာတွေမှာတပြားအကုန်လုံးကကန်ဆက်တော့မှကြောက်ကြတဲ့အရာတွေကြီးပဲဆိုတော့ဒီဟာဟိုတခါတော့ဖြစ်ဘူးလေဟိုရင်တခါတော့အဲ့ကောင်လေးဆိုလို့ရှိရင်လေကိုရီဟိုဟာတာဖြစ်တာပါမလာခဲ့သူရောဒီမိုပိုဆယ်ရောပါမလာခဲ့ဘူးဆိုတာအဓိကဘာလဲဆိုလို့ရှိရင်ကိုရီအဲ့လိုမျိုးအရှုပ်ကိုရှင်းရဖို့ရအတွက်နဲ့ရှိရဲဆိုပြီးတော့သူတို့ကြိုးပြီးတီးလို့မလို့မလာခဲ့ရလို့ပဲယူဆတယ်မလာခဲ့တဲ့အတွက်ကြောင့်မလို့ခုလက်ရှိမှာတော့အဲ့အရှုပ်တွေကိုလုံးလဲကိုရန်ကနေပြီးတော့အနည်းကနေပြီးဆွဲပြီးနှုတ်ပြီးသွားပြီဖြစ်တဲ့အတွက်ကြောင့်မလို့ဆောက်ရမယ်intuition နဲ့မှာတစ်ချက်ခံစားနေရတာကဒီဗီဒီယိုကိုကြည့်နေတဲ့သူတွေလည်းမှာ basic ဖြစ်ကြမဲ့ energy လိုမျိုးကိုတွားပြီးခံစားမိတယ် basic ဖြစ်တဲ့ energy လိုမျိုးကိုတွားပြီးခံစားမိတယ် okay နိုင်တော့ပန်ဒီကဲဆိုတဲ့အနေထားတစ်ခုမှာဘာလို့တွားပြီးခံစားရလဲဆိုလို့ရှိရင်လက်ရှိအနေထားတစ်ခုမှာခါကျတော့ဒီဗီဒီယိုကြည့်နေတဲ့သူတွေမှာကိုယ်စိတ်ထဲမှာတွေးနေတဲ့ကိစ္စတစ်ခုနဲ့ပတ်သက်ပြီးလို့ရှိရင်ရှိရဲတွေးနေတဲ့ကိစ္စဆိုပေမဲ့လည်းလေတကယ်တော့ပြန်ပြီးပြောရမယ်ဆိုလို့ရှိရင်ကိုယ့်ဘဝမှာအဓိကအရေးပါတဲ့ major ဖြစ်တဲ့အကြောင်းအရာတစ်ခုရှိရဲကွာအဲ့ major ဖြစ်တဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးလို့ရှိရင်ကလည်းကိုယ်တိုင်က
ပြန်ပြီးတော့ဆုံးဖြတ်နေတော့တချို့စီဆိုလို့ရှိရင်လည်းကိုလုံးမဲ့ကိစ္စနဲ့ပတ်သက်ပြီးလို့ရှိရင်လိုက်ပြီးစုံစမ်းနေတယ်နိုင်ငံခြားနဲ့ပတ်သက်တဲ့သတင်းတစ်ခုပြန်ဖြစ်မလားမသိဘူးနိုင်ငံခြားသွားဖို့နဲ့ပတ်သက်ပြီးလို့ရှိရင်ဥပမာတချို့ရေဆိုလို့ရှိရင်လည်းအခုမှစပြီးတော့ငါဘယ်နိုင်ငံကိုသွားရင်ကောင်းမလဲမသိဘူးငါ IGCSE ယူရင်ကောင်းမလား GEG ယူရင်ကောင်းမလားဒါမှမဟုတ်လို့ရှိရင်လည်း foundation ကနေပြီးတော့သွားလို့ရှိရင်ကောင်းမလားဆိုပြီးတော့အဲ့လိုဆုံးဖြတ်တဲ့အနေအထားလိုမျိုးလေးတစ်ချက်ရှိတယ်အဲ့လိုဆုံးဖြတ်တယ်ဆိုတဲ့နေရာမှာလေမလောတင်ဘူးဆိုတာကအခုလက်ရှိအနေအထားက decision ကိုမချသေးတဲ့အချိန်ကိုရောက်နေ decision မချသေးဘူးဒါပေမဲ့လည်းဘာလဲဆိုလို့ရှိရင်ကိုယ့်အတွက်ကဆုံးဖြတ်ချက်မချသေးอ่ะရွေးချယ်စရာကြီးအများကြီးပဲဆိုတာတချို့တွေအတွက်ဆိုလို့ရှိရင်လည်း2ခု3ခုလောက်ထိအောင်ဖြစ်နေနိုင်တာမျိုးလည်းဖြစ်တယ်ဒီကိစ္စမှာကအခြေကိစ္စလည်းပါလိမ့်မယ်ဒါပေမဲ့အခြေပါရဲ့သူကဒီထဲမှာကနည်းလိမ့်မယ်အခြေနဲ့မဟုတ်ဘဲနဲ့ကိုယ့်ဘဝနဲ့ကိုယ်ကြီးဝါတိုးတက်ရာအကြောင်းကိုပဲပို့ပြီးဥတီကြတဲ့သူတွေများလိမ့်မယ်အထူးသဖြင့်ဆိုလို့ရှိရင်ဒီဗီဒီယိုကြည့်နေတဲ့သူတွေကအသက်အရန်ကြီးငယ်လုံးတဲ့သူတွေမပေါ့အသက်အရန်ကြီးငယ်လုံးတဲ့ပုံစံတွေမပေါ့ teenager တွေဆိုလို့ရှိရင်လည်းအဲ့လို mid teenager ကနေပြီး late teenager တွေအစင်းနဲ့ဖြစ်လိမ့်မယ်အသက်အရွယ်အပိုင်းခြားလောက်ဆိုလို့ရှိရင်လည်း23ကျော်ကနေပြီးတော့29 30နီးပါးအဲ့လိုမျိုးအားလေးလောက်ထိအောင်ဖြစ်နိုင်တယ်အားလေးမဟုတ်မေတ္တာတီတောက်ထိဖြစ်နိုင်တယ်အဲ့လိုမျိုးကြီးတဲ့သူတွေကိုတော်တော်များများပြန်ပြီးသုံးသပ်ကြည့်ရမယ်ဆိုလို့ရှိရင်လေတချို့ရေဆိုလို့ရှိရင်လည်းဘယ်လိုခံစားရလဲဆိုလို့ရှိရင်ဟာငါ့ဘောမှာအခုချိန်ထိအောင်မေဂျာဘာမှလည်းဟိုလိုမျိုးကြီးပါပြောင်းလဲသွားလည်းမရှိသေးဘူးငါ့ဘွားကြီးကဒီလိုပဲဖြစ်သွားမှာလားမသိဘူးဆိုပြီးတော့လေစိတ်ထဲမှာကအသွေးကြီးပေါက်နေအသွေးရှိတယ်ပေါက်နေဆိုရဲ့အနေအတစ်ခုမှာကလည်းကိုယ့်ဘွားမှာဟိုလိုအရန်ကြီးကွာငါဒီလိုလုပ်လိုက်ပြီးငါအောင်မြင်ခဲ့ရဆိုတော့အဲ့လိုကြီးကျယ်တဲ့အောင်မြင်မှု success ကိုမရခဲ့တဲ့သူတွေများလိမ့်မယ်ဆိုတာဥမာလူငယ်ဆိုလို့ရှိရင်လည်းကွာပညာရေးနဲ့ပတ်သက်ပြီးလို့ရှိရင်ကိုမစူးစမ်းခဲ့ရလို့မလို့အခုကြာတော့မှနောက်နောက်ရပြီးတော့ပြန်ပြီးစူးစမ်းမယ်ဆိုတော့အားတစ်ခွန်တစ်တွေကိုတွားပြီးမြင်တယ်အနာချီရဆိုလို့ရှိရင်လည်းဒီမှာက rebel လိုမျိုးကိုတွားပြီးခံစားမိလိုက်တယ် rebel ဖြစ်တယ်ဆိုတဲ့အနေအထားတစ်ခုမှကြောက်လေတချို့ကphysical ဘိုင်းနဲ့ပတ်သက်လို့ရှိရင်rebel ဖြစ်ကြတယ်ဒါပေမဲ့ mental ဘိုင်းနဲ့ပတ်သက်ပြီးလို့ရှိရင်ပို့ပြီးတော့ပြောင်းလဲရများတယ်ဆိုတာကတချို့လူတွေဆိုလို့ရှိရင်လည်းအဲ့အတိတ်တုန်းက ace နဲ့ပတ်သက်ပြီးလို့ရှိရင်မုန်းဝင်ဖြစ်လာနိုင်တာမျိုးကိုလည်းတစ်ချက်တွေ့ရတဲ့အတွက်ကြောင့်မလို့ကိုယ့်အတွက်ကတော့ blessing တစ်ခုပဲအဲ့ဒါဆိုတော့အတွက်ကြောင့်မလို့တိတ်မကြခင်ဆိုတော့အခုကနေပြီးတော့လေနောက်ထပ်2ပတ်လောက်အတွင်းနေလည်းဖြစ်နိုင်တယ်ကွာ2ပတ်လောက်အတွင်း2ပတ်ကနေပြီးအကြဆုံး3လ4လလောက်အဲ့လောက်ထိလည်းဖြစ်နိုင်တယ်ဆိုတာကဒီနှစ်ကနည်းနည်းပြောရမယ်ဆိုလို့ရှိရင်လူတော်တော်များများတော့ကောင်းတဲ့နှစ်တစ်ခုလို့ပြောလို့ရတယ်ပြီးခဲ့တဲ့နှစ်က2024ခု2025ခုနှစ်ကလူတွေအတွက်တော်တော်လေးကွာအစမပြေဘူးရုန်းကန်ရည်များရယ်စိတ်ချုပ်စရာရည်များရယ် energy drain တာရည်များရယ် negative ဖြစ်တာရည်များရယ်ဒါပေမဲ့ဒီနှစ်မှာじゃအဲ့ဟာနဲ့ train ရဖြစ်သွားတယ်အကုန်လုံးကိုအစားပြုမယ်ဆိုလို့ရှိရင် number 1ဖြစ်တဲ့အတွက်ကြောင့်မို့လို့လဲ number 1နေမှာဒါ terror မှာဆိုလို့ရှိရင်လည်းသူက wheel of fortune ကိုတွားပြီးပြတာဖြစ်တဲ့အတွက်ကြောင့်မို့လို့လေကိုတွေကစူးစမ်းမယ်ဆိုလို့ရှိရင်ကတော့အဆင်ပြေတယ်တမွန်းခုနကလေးမှာပြောခဲ့ရွေးချယ်စရာလေးပတ်သက်ပြီးလို့ရှိရင်ဖြစ်နေဆိုတဲ့နေရာမှာလည်းဒီမှာလည်းတမွန်းကိုတွေ့ရဆိုတဲ့နေရာမှာကဘာကိုခန်းစားမိလဲဆိုလို့ရှိရင်လေစိတ်ပြက်အားငယ်နေတဲ့သူတွေကိုတစ်ချက်တွေ့ရတယ်ကွာစိတ်ပြက်အားငယ်နေရဆိုတဲ့နေရာနဲ့ပတ်သက်ပြီးလို့ရှိရင်လေ it's okay လူတွေအကုန်လုံးကဘယ်သူမှလေအဲ့လိုကိုဖြစ်ချင်တာနဲ့အကုန်လုံးပြေးသွားတဲ့သူဆိုတာမရှိဘူးကွာလောကမှာဒီလူတွေဆိုတာကလောဘလည်းရှိရယ်မာနလည်းရှိရယ်အဲ့ဒီအတွက်ကြောင့်အတ္တလေးလည်းပါတဲ့အတွက်ကြောင့်မလို့လေကိုတိုင်းက human being ဖြစ်တဲ့အတွက်ကြောင့်မလို့ကိုအရန်ကြီးရတော့လေ self harming မဖြစ်နဲ့တချို့တွေဆိုလို့ရှိရင်ဒီထဲမှာက overthinking တော်တော်ဖြစ်တဲ့သူတွေပါလိမ့်မယ် overthinking တော်တော်ဖြစ်တဲ့သူတွေဆိုလို့ရှိရင်ဘယ်လိုပြောရမလဲcancer ပါလိမ့်မယ်Capricorn Sagittarius Capricorn Sagittarius ရဲ့ Aquarius တွေလည်းပါလိမ့်မယ်အဲ့ sign လေးကအဓိက main ပဲအဲ့ sign မပါဘူးဆိုလို့ရှိရင်လည်း channel sign တွေကလည်းအသုံးဝင်တယ်ဒါပေမဲ့ Taurus ပါသွားလာမသိဘူးခုနကပြောလိုက်တဲ့ထဲခုနရုပ်တရက်ကြီးဆိုတော့အဲ့ energy ကိုလည်းထပ်ပြီးရတော့တယ်Okay ကျွန်တော် sign ခုနကမပါဘူးဆိုလို့ရှိရင်တော့မလေးကိုရဲ့ budget ထဲမှာပါလို့ရှိရင်အဲ့ဒါအကျုံးဝင်တယ်လို့သတ်မှတ်လို့ရတယ်ကွာအဓိကဘယ်လိုပဲပြောလို့နေနေကိုတွေကအဲ့အတိတ်ကိုလက်ကိုဖြစ်ပြီးအနာဂတ်ကိုဆက်ပြီးသွားမယ်ပုံစံမျိုးရှိရယ်အနာဂတ်မှာကကိုယ့်အတွက်ကအခွင့်အလမ်းတစ်ခုကိုရောက်ဖို့ရှိရယ်အဲ့အနာဂတ်ဆိုတာဒီလေကိုရီရောက်ဖို့ကမလိုတော့တဲ့နေရာတစ်ခုကိုရှိနေတဲ့အတွက်ကြောင့်မို့လို့အဓိကကိုရီလာလှုပ်ချင်လို့ရှိရင်ရတယ်ကိုရီလာလှုပ်ချင်လို့ရှိရင်ဆိုရင်အဓိကအခုလက်ရှိနေထိုင်ကလှုပ်ဖို့ရဆိုတာထက်ကိုလေပြန်ပြီးတော့ mental well power အားနည်းနေတဲ့ပုံစံလိုမျိုးလေးရှိရယ်သူတို့ကဖန်တီးခဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးလို့ရှိရင်ကတော့အကူအညီတော်တော်လေးရတယ်အကူအညီရတယ်ဆိုတာကဒီမှာကအခြေအနေနဲ့ပတ်သက်ပြီးလို့ရှိရင်လေဟိုလိုမမြင်တော့အခြေအနေနဲ့ပတ်သက်ပြီးတော့မြင်တဲ့အနေထားလိုမျိုးမဟုတ်တော့ဘူးကွာမဟုတ်တော့ဘူးဆိုတာကတချို့လေးတွေဆိုလို့ရှိရင်လည်းကွာအဲ့လိုကိုနဲ့
မတင်တော့တဲ့ environment တွေကနေပြန်ပြီး sacrifice ဖြစ်နိုင်တယ်ပြန်ပြီးရုံးထွက်နိုင်တယ်ဆိုတဲ့အနေအထားတစ်ခုကိုတွေ့တယ်အနေအထားတစ်ခုကိုတွေ့တယ်ဆိုတာကတချို့ရေဆိုလို့ရှိရင်လည်းအဲ့လို round person လေးတွေတို့တချို့ကြလို့ရှိရင်လည်းကိုနေရဲ့ဒီနေရာကကိုနေရဲ့ဒီလက်ရှိရောက်နေတဲ့နေရာကတော်တော်ကြီးဟိုကလေကိုနဲ့အဆင်မပြေလို့မို့လို့အဲ့နေရာနေခွဲထွက်တဲ့ energy လိုမျိုးလို့ပဲအဲ့အခုလက်ရှိတခြားလူတွေတော့မသိဘူးမင်းကတော့အခုဟောရင်းနဲ့ကိုနဲ့ကတော့ကြိုက်တယ်ကွာကိုယ်တိုင်ဆိုလို့ရှိရင်လည်းကိုယ့်ရဲ့ environment ကနေပြီးတော့ခွဲထွက်ပြီးအခုဒါအဖွားရင်ဆိုလို့ရှိရင်လည်းကိုယ်တိုင်ရောက်နေရတယ်ကိုယ်တိုင်ရောက်ပြီးတော့တော်တော်လေးလဲ freedom ဖြစ်နေကွာလက်ရှိနေထားရတော်တော်လေးလဲပြန်ပြီးတော့ရွေးချယ်စရာလေးလောက်ခဲ့ရတယ်ရွေးချယ်စရာဆိုလို့ရှိရင်မင်းဆိုလို့ရှိရင်လည်းအဲ့လို major ရွေးရတယ်လိုင်းကိုဘယ်လိုင်းရွေးမလဲကိုဘာဆက်လုံးမလဲဒီနိုင်ငံမှာနေမလားတခြားနိုင်ငံသားနဲ့ပတ်သက်ပြီးလို့ရှိရင်ဟိုဖြစ်ရမလားအဲ့လိုမျိုးကိုရီးယားလည်းတိုးရတဲ့အနေထားလိုမျိုးလေးရှိတယ်အဲ့ဒါဆိုတော့အတော့ကြောင့်မလို့သူတို့ဖန်တီကင်မှာလေးနောက်ထပ်တစ်ခုကဘာလဲဆိုလို့ရှိရင်ကိုယ့်အတွက်ကကျတော့အဲ့လို environment ပဲဖြစ်လို့နေတငယ်ချင်းပဲဖြစ်လို့နေအပြောင်းလဲလုပ်လိုက်ပြီဆိုတာနဲ့ကိုယ့်အတွက်ကလူတစ်ကရောက်လာဖို့ရှိပြီးစားအခြေအနေနဲ့ပတ်သက်ပြီးလို့ရှိရင်ကတော့မပြောလို့အခြေအနေကတော့ဒီမှာကလူတစ်ကရောက်လာလေဦးမယ်ဆိုတဲ့အနေထားလိုမျိုးမရှိဘူးအဲ့ဒီအဓိကကဘာလဲဆိုလို့ရှိရင်လေသူတို့ဖန်တီကင်ကို928ဆိုတာထက်အဲ့လိုမြစ်တာလိုပဲတွားပြီးမြင်လိုက်တယ်မြစ်တာအေးမြရဲ့အရာတစ်ခုလိုပဲတွားပြီးမြင်လိုက်တဲ့အတွက်ကြောင့်မလို့လေကိုတိုင်းကလက်ရှိမှာကဘလို့တွေးဘလို့ကြံဆိုတာကတော့နည်းနည်းမပြောတော့ဆိုရင်လည်းโอเคဒီနကရောပါဖြစ်တယ်ဆိုတော့ဒီဟာကိုကြည့်မယ် focus your effort on art and craft what do you enjoy creating what you have ပြောဟောရင်တလည်းနေရုပ်တရက်ခံစားလိုက်ရလို့ကြည့်လိုက်တာကြောင်တစ်ကောင်ရောက်နေဟိုရှင်နာဒီမှာကြောင်တစ်ကောင်ရောက်နေအောင်ပြေးသွားသူမြင်လာတာရှိတယ်ပါလာလားမသိโอเคဆိုတော့ပြန်ပြီးဆက်အောင်ကိုဒီလက်ရှိအနေထားနဲ့ဆိုလို့ရှိရင်ငါဘယ်လိုလုပ်ရမလဲဆိုလို့ရှိရင်ကိုစူးစမ်းနေတဲ့ဟာနဲ့ပတ်သက်ပြီးလို့ရှိရင်ပြန်ပြီးဓာတ်ထားဖို့လိုရဲဆိုတာကတချို့ကိစ္စလေးဆိုလို့ရှိရင်ကွာကိုရီးယားလောက်တာလောက်ညာအကျိုးမရှိဘူးဥပမာအခြေအနေနဲ့ပတ်သက်လို့ရှိရင်လည်းသူ့ကိုချစ်တာချစ်ပေးနေရင်ငါ့ကိုပြန်လည်းမချစ်ဘူး तू ကငါ့ဘောအရန်တောက်ဆစ်ပြတာရဲ့ကဲပါလေးငါခါမှာဖြစ်လို့မလို့နေမှာငါမို့မှာရမယ်ဆိုတဲ့အနေထားလိုမျိုးလေးနဲ့ပြန်ပြီးတော့ revert ဖြစ်ရမယ့်အနေထားလိုမျိုးလေးလည်းရှိရဲနောက်ထပ်တစ်ခုကဘာလဲဆိုလို့ရှိရင်လေဒီနေရာမှာကကျတော့ကိုပြန်ပြီးရှာသွေးတဲ့ energy ကိုတွားပြီးတွေ့ရကိုပြန်ပြီးရှာသွေးတဲ့ energy လိုမျိုးကိုတွားပြီးတွေ့ရဒီမှာကခရဲကလည်းပြောလိုက်တယ်အဲ့လို glow up ဖြစ်လို့ရှိရင် physical ဘိုင်းထက်ကို mental ဘိုင်းနဲ့ပို့ပြီးတွေ့ရဆိုတဲ့အနေထားလိုမျိုးပါဒါပေမဲ့လည်းကောင်းပါတယ်ကောင်းတယ်ဆိုတာကဘယ်တော့နေကောင်းနိုင်မလားခင်မကောင်းနိုင်ရင်အရင်လာပဲလေကောင်းနိုင်ဆိုတော့အမြဲတမ်းအချိန်ယူတာပဲအချိန်ယူတဲ့အာဟာမှတမျှပို့ပြီးကြားလေပို့ပြီးကောင်းလေလိုပဲမမေ့စိတ်ထဲမှာတော့မြင်တယ် Okay ဆိုတော့နောက်ထပ်တစ်ခု remember the lesson of your ancestor knowledge stone planet and astrology will lead to success ပြောရမယ်ဆိုလို့ရှိရင်ကွာဒီဟာကိုဘယ်လိုတွားပြီးတွေ့လဲဆိုတော့ခုနလေးမှာကြောင်းမတွားသေးဘူးမြင်ရလားမသိဘူးဟာကြောင်းမတွားသေးဘူးခုနလေးမှာသူခုကြောင်းမှာဆင်းတော့ထိုင်ပြီးနားထောင်နေ spiritual animal လား spiritual animal လို့တော့မခံစားဘူးဒါပေမဲ့ဒီချက်မှာပါတဲ့သူတွေကခွေးချစ်တဲ့သူကကြောင်ချစ်တဲ့သူတွေများတာပဲကိုရီးယားတော့ခွေးနေကြောင်နေချစ်စရာကောင်းလို့ရှိရင်ကတော့ချစ်ပြလိုက်တာပဲဆိုတော့ပြောရမယ်ဆိုလို့ရှိရင်တချို့လေးတွေဆိုလို့ရှိရင်ငါလည်းကိုအတိတ်ကအရာတွေနဲ့ပြန်ပြီးတော့တင်ယူရလေးရှိတယ်တင်ယူရတဲ့အနေထားလိုမျိုးမှာကကျတော့ငွေကြီးနဲ့ဒေါ်လာကောင်းကိုဘွားနဲ့သက်ဆိုင်ပြီးတော့အဲ့လိုမေဂျာအပြောင်းလဲတွေနဲ့ပတ်သက်လို့ရှိရင်လက်ရှိအနေထားတိုင်းကကိုလောက်တဲ့အရာတွေနဲ့တော့ကိုမိဘဆွေမျိုးကိုယ့်ရဲ့အဖိုးအဖွားဘိုးဘေးပြီးပင်အဲ့ဒီအရာတွေအကုန်လုံးစီကနေ lesson လေးတွေလည်းရှားဖို့ရှိတယ်တချို့လေးဆိုလို့ရှိရင်လေကိုတိုင်းဖုံးကွယ်နေတဲ့အရာတစ်ခုခုပြန်ပြီးရှာတွေ့ရဲ့အနေထားလိုမျိုး energy တော့ရှာရတယ်ဆိုတာကကြတော့ကွာအထူးသဖြင့်ငါဘယ်လိုလူလဲငါလူဖြစ်လာရဲဆိုတာငါရွေးချယ်ပါလေငါဒီဟာနဲ့ပတ်သက်ပြီးလို့ရှိရင်ဘာလို့ရမလဲငါဘာလို့လို့ရှိရင်အဆင်ပြေမလဲငါနဲ့ဘယ်ဟာအကျိုးပေးတယ်ငါဘယ်ဟာကောင်းလဲဆိုတဲ့ပုံစံလိုမျိုးလေးနဲ့လေပို့ပြီးတော့ true self ကိုမြင်တဲ့ပုံစံလိုမျိုးလေးလည်းရှိရယ် conflict around you or is coming soon and however you are prepared to claim victory ခုနလေးကပြောရဟာပါပဲမကောင်းတာပြီးလို့ရှိရင်ကောင်းတာလားကောင်းတဲ့ဟာမှတများရဲ့အကုန်လုံးကအချိန်ယူတာပဲဖြစ်တဲ့အတွက်ကြောင့်မလို့လက်ရှိမှာကဖြစ်နေတဲ့အရာနဲ့ပတ်သက်လို့ရှိရင်ကတော့လေလုံးဝမအောင်ဇွဲမလျှော့နဲ့ဆိုတာကလည်းတချို့တဝက်တွေအတွက်ကတော့လေဒီမကောင်းတာဖြစ်နေဆိုတဲ့အရာတွေကတော့ပြီးဆုံးမှမဟုတ်သေးဘူးအခုမှမုံတိုင်းအကြီးတစ်ခုတိုက်တယ်ဆိုလို့ရှိရင်ကွာလေပြင်းမုံတိုင်းစပြီးလို့မလို့မုံတိုင်းလေလောက်ပဲရှိရအနေထားလိုမျိုးလေးရှိတယ်ဒါပေမဲ့အဲ့ energy လိုမျိုးကိုတော့ပြောရရဲဆိုပေမဲ့လေတိတ်ပြီးသဘောမကျဘူးဆိုတာက intuition နဲ့မှာရင်ကိုကလူကအဲ့လိုတချို့လေးတွေကအစင်မပြေနေတဲ့ပုံစံလိုမျိုးလေးတွေ့နေတာအဲ့လိုဖြစ်တဲ့အတွက်ကြောင့်မို့လို့ပဲ
Okay ဆိုတော့ Oregon နဲ့ဒီကောင်နဲ့ကြည့်ရတော့တော်ဟိုကောင်ပြောင်းပြီးကြည့်မယ်ဟိုကောင်ရယ်ကောင်ရယ် Saturday ရကတော့မစီရယ်မဆိုတော်လေးသဘောကျရယ်ဆိုတာကကို့အတွက်ကတော့ဒါ first experience တော့မဟုတ်ဘူးကွာဒါဘယ်လိုနေဟိုရင်ကကင်နေရတယ်ဆိုတော့ကျတော့နည်းနည်းတော့ energy ပြောင်းတာတော့ရှိရပေါ့ဒါပေမဲ့လည်းဘယ်လိုပဲပြောလို့နေတယ်ဒီမွန်ကိုတော့ဟောတာနေကျဲဟိုတော့မသိဘူးဒီကောင်ကတော့နည်းနည်းလေးကိုသုံးခံမလားလေဆိုတာဘာသာရေးနဲ့ကတော့လုပ်တယ်ဟိုကလည်းတတ်နိုင်လို့ရှင်ကတော့လူကောင်းတယောက်ဖြစ်အောင်တော့နေပါတယ်ဒါပေမဲ့မပြောတာဘူးဆိုတာကိုရှိနေကိုရဲ့ surrounding တွေကအဲ့လို surrounding မဟုတ်ဘူးကိုယ်တိုင်ကအဲ့လိုဖြစ်ခဲ့တဲ့အရာတွေကလည်းတကယ်မေဂျာကြီးရဆိုတော့ကဲဒီအခုလက်ရှိဖွေကိုကြည့်နေတူတွေတော့เนี่ยဘာပြောချင်လဲဖြောင်းမြန်ကြတယ်ဖြောင်းမြန်ရှိတော့မလားတဲ့ရော positive လား negative လားဆိုတော့ပြန်ပြီးပြောရမယ်ဆိုလို့ရှိရင်လက်ရှိအနေထားအတိုင်းကကိုယ်တိုင်ကအပြောင်းလဲလုပ်တော့မယ် sacrifice လုပ်ရမယ်ဆိုလို့ရှိရင်လေကိုတခြားတွေးပြီးလို့ရှိရင်လုပ်လိုက်ဆိုရင်အနေထားတစ်ခုကဘယ်ဟာပဲဖြစ်လို့နေနေဥမာငွေကြေးလားဒါမှမဟုတ်လို့ရှိရင်လည်းကိုယ့်ရဲ့မြေတားရည်နဲ့ပတ်သက်ပြီးလို့ရှိရင်မလားအဲ့အရာတွေအကုန်လုံးကိုပြန်ပြီးသုံးသပ်ရလို့ရှိရင်လေမထိုက်တန်မှုဆိုတဲ့အနေထားလိုမျိုးကိုတွားပြီးတွေ့ရမထိုက်တန်မှုဆိုတာကွာဒီလက်ရှိအတိုင်းကိုဆက်ပြီးတွားဖို့ကမထိုက်တန်တော့ဘူးဒီဟာကိုအပြောင်းလဲလုံးမှကိုရှားရမယ်ဆိုတဲ့အနေထားလိုမျိုးရှိဝိတ်ငါဟောနေတာအခုမှပြန်ပြီးစဉ်းစားမိလိုက်တာကြတော့ကွာအမဟုတ်ကိုယ်ပြန်ပြီးစဉ်းစားမိလိုက်တဲ့အရာတကွာဘယ်လိုမျိုးလဲဆိုလို့ရှိရင်ဒီအဂျင်မာကိုတွားပြီးဟောဖြစ်တာကဒီထဲမှာခရစ်စတန်နေပါမလားမသိဘူးအဲ့လိုခရစ်စတန်ပါရဆိုလို့ရှိရင်လေရုပ်တရက်ကြီး energy ရှားလိုက်မိတာကတချို့လေးဆိုလို့ရှိရင်အဲ့လိုဘာသာရေးကြီးပဲဖိလုံနေကြလားတော့မသိဘူးအဲ့လိုခရစ်စတန်မပါလဲရရ it's okay ပဲဘာဖြစ်လို့လဲဆိုလို့ရှိရင်တချို့တွေကကျတော့လေအဲ့ကိုယ်ဗုဒ္ဓဘာသာပဲဖြစ်လို့နေတခြားဘယ်ဘာသာပဲဖြစ်လို့နေတခုခုလိုချင်လို့မလို့အဋ္ဌထန်လုံးနေဆိုတဲ့အရာလိုမျိုးရှိရယ်အဋ္ဌထန်လုံးနဲ့မပြီးဘူးเนาะအဋ္ဌထန်လုံးနဲ့မပြီးဘူးအဋ္ဌထန်လုံးတယ် manifest လုပ်တယ်ဆိုတာကတကယ်တမ်းကလေကိုယ်တွေ action ယူတော့မှဖြစ်တာ action ယူလို့ရှိရင်မဖြစ်ဘူးဆိုတာဘယ်အရာပဲဖြစ်လို့နေနေကွာသူကသူလိမ့်နေဆိုတဲ့အရာကမရှိဘူးဆိုတာကတရားဟောတာကြည့်ဆိုလို့ရှိရင်မြတ်စွာဘုရားဟောခဲ့တဲ့တရားလိုပဲဆိုတဲ့အနေအထားတစ်ခုကကိုလုံးလို့ရှိရင်ဖြစ်မယ်ကိုမလုံးလို့ရှိရင်မဖြစ်ဘူးဒီဟာတွေဆိုတာကလုံးဘာဆက်ဖြစ်မလဲဆိုရင်နောက်ဆက်တော့ကြည့်ရပုံစံလိုမျိုးပဲ terror ဆိုတာဒီမမဲအတွက်ကတော့လေအဲ့လိုကန်ချမာဆိုတာထက်ဘယ်လိုပြောမလဲအကြံပေးတဲ့ဟာလိုမျိုးပြောရဲတချို့ရမဟုတ်ဘူးဒီဟာကိုကန်ကြီးဒီဟာကိုပြောင်းလဲလို့မရဘူးတကယ်တော့မဟုတ်ဘူးကန်ဆိုတာအမြဲပြောင်းတဲ့အနေထားလိုမျိုးမှာရှိရတဲ့အတွက်ကြောင့်ဘုံလို့လဲကြောက်စရာမလိုမိမိဆိုတဲ့ကန်ကြီးကအမြဲတမ်းစူးစမ်းနေရမှာပဲဖြစ်လိမ့်မယ်အဲ့လိုမှမဟုတ်ဘူးဆိုလို့ရှိရင်လည်းကိုယ့်အတွက်ကအစီအမံမဟုတ်ဘူးကွာအဲ့ဒါဆိုတော့ sacrifice လုပ်တဲ့အနေထားတစ်ခုပါလေနောက်ထပ်ပြန်မလှည့်ကြည့်နေဆိုတာကဒီနေရာမှာကိုယ်နာကျင်ရတဲ့ကိစ္စဖြစ်လိမ့်မယ်ကိုယ်တိုင်မူးဝင်လုံနေရတဲ့အနေထားတစ်ခုမှာကကြတော့လေအထူးသဖြင့်ဘယ်လိုလဲဆိုလို့ရှိရင်တချို့က trauma ဆိုတဲ့အနေထားလိုမျိုးကလေအဲ့လိုခြေချင်းနဲ့လားလက်တာရင်းနဲ့ပတ်သက်ပြီးတော့လားဒါမှမဟုတ်လို့ရှိရင်လေကိုလောက်သွားခဲ့တဲ့လူရင်းတက်လို့တေးရတယ်ဆိုတော့တူရလားအဲ့လိုပုံစံမျိုးကတော့energy ကတော့အဆောင်ကဟိုဒီထက်ပိုပြီးဟိုဖြစ်မယ်ထင်တာဒါပေမဲ့မစိုးဆိုတာကအဲ့လောက်ကြီး energy မ train ဘူးဆိုတာလက်ရှိအတိုင်းကကိုယ်ကထားလိုက်ပါကဲ3က4ကကဲ4ကထားလိုက်တော့ okay ဒီကချရဆိုရင်နေမှာဘာကြီးကြလဲအခွင့်အရေးလေးတစ်ခုကိုယ့်စီကိုရှောက်လာရဲဆိုတဲ့အနေထားတစ်ခုမှာကခုနလေးကတည်းကပြောခဲ့တယ်အဲ့အခွင့်အရေးဆိုတာလေတချို့တွေ manifest လုပ်လို့မလို့အောင်နေဆိုတာကိုတွားပြီးပြရဲဆိုရင်ဘာလဲတိလားအဲ့အောင်နေဆိုရင်မဲ့လေကိုယ့်ဘွားတွေကိုအဲ့လိုချင်တဲ့ဟာနဲ့ပတ်သက်ပြီးလို့ရှိရင်စိတ်ညစ်စရာလေးရလာမျိုးရှိတယ်။ဥပမာအခြေအနေနဲ့ဆိုလို့ရှိရင်ကွာကိုယ်တိုင်ကဒီတယောက်ကိုလိုချင်လို့မလို့လုပ်တယ်ရလိုက်တယ်ဒါပေမဲ့ဘာလဲဆိုလို့ရှိရင်အဲ့တယောက်နဲ့တွားလို့ရှိရင်နည်းနည်းလေးပို့ပြီးတော့လေသူကအဲ့လိုကြီးလားငါတို့အဲ့လိုထင်ထားခဲ့တာမဟုတ်ဘူးဆိုရယ်ပုံစံလိုမျိုးလေးကိုတွားပြီးတစ်ချက်ခံသွားလိုက်ရတယ်
သွားပြီးတစ်ချက်ခံစားလိုက်ရတယ်ကိုကိုတိုင်းအခုလုံးမဲ့အရာဒီတချို့လေးဆိုလို့ရှိရင်နိုင်ငံခြားနဲ့ပတ်သက်လို့ရှိရင်အပြောင်းလဲလုပ်ဖို့ကတွေးနေတယ်နိုင်ငံတွေဘာတွေရွေးနေရဆိုလို့ရှိရင်ကတော့လေကိုရွေးတဲ့နိုင်ငံကကိုနဲ့အဆင်ပြေရဲ့အနေထားလိုမျိုးမှာတော့ရှိတယ်ဒါပေမဲ့ဘာလဲဆိုလို့ရှိရင်ကွာအဲ့အရာနဲ့ပတ်သက်ပြီးလို့ရှိရင်ကိုတိုင်းကတော်တော်ကြီးစူးစမ်းနေတယ်ဆိုတဲ့ပုံစံလိုမျိုးကိုပြရလက်ရှိအတိုင်းမှာလည်းတချို့ပညာရေးနဲ့ပတ်သက်လို့ရှိရင်လေgrade 12စာမွေးရလဲနီးနေ grade 12စာမွေးရလဲနီးနေဆိုတာဒါအနီးကပ်ဆုံးပြောလိုက်တာအကောင်လုံးလဲ grade 12ဖြစ်မယ်လို့တော့မဆိုလို့အဲ့လိုပညာရေးနဲ့ပတ်သက်လို့ရှိရင်ကိုယ့်ရဲ့နောက်ဆုံးအဲ့ testing ရလာတော့မယ်ဆိုရင်အနေထားတစ်ခုမှလည်းကိုတိုင်းကနည်းနည်းလေးပြန်ပြီးတော့ action ယူနေတယ်ပြန်ပြီးကြိုးစားနေရဆိုတော့အနေထားတစ်ခုကိုရတယ်ဆိုပေမဲ့တချို့ရချရလည်းမဟုတ်ဘူးကွာចောင်းစာလုံရင်းနဲ့တခြားကိုလုံးတဲ့အရာတွေရှိတယ်လုံးတဲ့အရာတွေဆိုတာကဘယ်လိုပြောရမလဲတချို့လေးဆိုလို့ရှိရင် blogger ဖြစ်တာတို့တချို့တွေဆိုလို့ရှိရင်လည်းကိုအကြောင်းတိုင်နဲ့အလုံးလုံးနေတဲ့ပုံစံလိုမျိုးအဲ့လိုမျိုးမှာပညာရေးနဲ့ပတ်သက်ပြီးတဲ့စိတ်ကညည်းရတီအလုံးနဲ့ပတ်သက်လို့ရှိရင်လည်းနည်းနည်းစိတ်ညစ်နေရတဲ့ပုံစံလိုမျိုးလေးတစ်ချက်တွားပြီးတွေ့ရဆိုရင်လည်းကံကောင်းမြတ်ကတော့ရှောက်နေပြီကံကောင်းမြတ်ကတော့ကိုယ့်စီကိုရှောက်နေရဆိုတဲ့အနေထားတစ်ခုမှကလည်းကိုတိုင်းကကိုယ့်ရဲ့အတီးပွင့်ကိုတွားပြီးဟောဖြစ်ရမှာပဲဒီနေရာမှာကဒီဟာကိုတွားပြီးကြည့်လိုက်တဲ့အချိန်မှာလေဟေလိုဆိုပေမဲ့ကွာဒါပေမဲ့ ring တစ်ခုကိုတွားပြီးတွေ့လိုက်တယ်အဲ့လိုလက်စုပ်ကိုတွားပြီးဟောဖြစ်တာဆိုတော့တချို့လေးဆိုလို့ရှိရင်အိမ်တော်ကြီးနဲ့ပတ်သက်လို့ရှိရင် Mary Light ကိုတွားဝရတော့နဲ့ပြင်နေကြတယ်ဘယ်ချိန်မှငါတို့တွေလက်ထက်မလဲဆိုတာမသိဘူးဆိုတဲ့ပုံစံလိုမျိုးလေးလည်းတစ်ချက်တွေ့ရတယ်โอเคဆိုတော့ဒီဟာကတော့ဒီလောက်ပဲဆိုတာကလုံးဆရာလေးနည်းနည်းရှည်သေးလို့မလို့ဟိုဟာဖြစ်လာအောင်မယ်ကဲနောက်ကျတော့မှ pick up ပိုင်းလာပါလိမ့်မယ် pick up ပိုင်းလာပြီဆိုလို့ရှိရင်လည်းအမေအနေနဲ့ကတော့အရင်ကြီးတော့ဟို rush မဖြစ်ဘူးဆိုတာကိုရီးယားအားတဲ့ချိန်တွေလို့အဲ့ energy ကောင်းတဲ့ချိန်တို့ဆိုလို့ရှိရင်တော့တင်ပေးမယ်ဆိုတဲ့အနေထားတစ်ခုပါပဲအဲ့ဒါဆိုတော့စမယ်ကာတိုမစီအနေနဲ့ကဘယ်လိုလဲကာတိုမစီကလည်းမဆိုးအသားလေးကဒီသူ့ရဲ့ကြောပြန်ကတော်လေးဟွာဖြစ်တယ်အဲ့လိုအရင်ကောင်းဆိုတော့ဘာပြောချင်လဲcannot panic okay ချောက်ခိုင်း okay နောက်ထပ်တစ်ခါထပ်လို့ဖြစ်အခုလက်ရှိမှာအလုပ်ကင်နဲ့ပတ်သက်ပြီးလို့ရှိရင်အပြောင်းလဲလုပ်နေကြတဲ့သူတွေရှိတယ်အလုပ်ကင်နဲ့ပတ်သက်ပြီးအပြောင်းလဲလုပ်တယ်ဆိုတာဥမာအနေနဲ့ဘယ်လိုပြောရမလဲဆိုလို့ရှိရင်ကွာငါအလုပ်ပြောင်းရမလားမသိဘူးအဲ့လိုမဟုတ်ဘူးဆိုလို့ရှိရင်ငါဒီလုပ်ငန်းလေးတစ်ခုအစားလုပ်ရမလားမသိဘူးဆိုပြီးတော့တွေးနေကြတဲ့သူလေးရှိနေမယ်အဲ့လိုတွေးတယ်ဆိုလို့ရှိရင်ကလည်းလေကိုလုပ်တဲ့အရာနဲ့ပတ်သက်ပြီးလို့ရှိရင်ကတော့အဆင်ပြေရရှိတယ်အဲ့ကိုပြောင်းလိုက်မယ်ဆိုအခုလက်ရှိလုံးလိုက်တဲ့အရာအပြောင်းလဲကလေတော်တော်လေးမြဲတဲ့ပုံစံရှိတယ်အလုပ်ကင်ဆိုတာအကြောင်းသားတွေတော့ကတော့ကျောင်းဆိုတာကအလုပ်ပဲလေအဲ့လိုကိုစူးစမ်းရမယ်ဆိုတာကိုယ့်ရဲ့အလုပ်ဖြစ်တဲ့အတွက်ကြောင့်မို့လို့တချို့လေးတွေကကြတော့ဘယ်လိုဖြစ်လဲဆိုလို့ရှိရင်ဒီလက်ရှိအတိုင်းမှာကနည်းနည်းလေးတယောက်ထဲလိုမျိုး isolation ဖြစ်ချင်နေတဲ့ပုံစံရှိအဓိကဘာလဲဆိုလို့ရှိရင်ကွာလက်ရှိအနေထားတိုင်းမှာကကိုတိုင်းကကိုပဲပို့ပြီးလိုအပ်တယ်တခြားသူကိုပို့ပြီးမလိုအပ်ဘူးဆိုပြီးတော့လေ independent ဖြစ်တဲ့ပုံစံအနေထားလေးလည်းတစ်ချက်တွေ့ရတယ်ဆိုတဲ့အနေထားတစ်ခုမှနောက်ထပ်ဘာကိုခန်းစားမိသေးလဲခန်းစားမိသေးတယ်ဆိုတဲ့နေရာမှာကဒီမှာနှလုံးသားရေးနဲ့ပတ်သက်လို့ရှိရင်တဲ့လူအစ်တယောက်ဝင်လာလို့ရှိတယ်ဆိုတာကအဲ့လူအစ်ကကြတော့လေတချို့လေးတွေအခြေ manifest လုပ်ထားတဲ့သူပါလိမ့်မယ်ပါမယ်ဆိုတာပြောလိုက်ပြီဒီထဲမှာ 60% လောက်ကအဲ့လိုအခြေနဲ့ပတ်သက်လို့ရှိရင် manifest လုပ်ထားတာအခြေကံကောင်းနေတာဆိုပြီးအဲ့လိုအခြေယူလေးပါလိမ့်မယ်ကွာအခြေယူလေးပါတဲ့အနေထားလိုမျိုးမှာကကြတော့ကိုတိုင်းကလည်းတစ်ဖက်သူဘယ်လိုဖြစ်တယ်ဘာညာနဲ့ဆိုပြီးအဲ့လို manifest လုပ်ထားတဲ့ပုံစံလေးရှိတယ်။နောက်ဒီထဲမှာကအဲ့ရီစားတစ်တွေရမယ်ဆိုလို့ရှိရင်လည်းအသက်ကြီးရဲ့သူဖြစ်လိမ့်မယ်ကွာ။အသက်ကြီးရဲ့သူဖြစ်လိမ့်မယ်ဒီမှာဘာရေးထားလဲမသိဘူး။ကိုယ်ဖတ်ကြည့်လိုက်ပါဦးမယ်။ဟိုတော့ first လေးရှိထားအောင်အဲ့ဒါဆိုပြန်ပြီးစရကြည့်ဆိုလို့ရှိရင်လည်းကို date မဲ့သူဒီထဲမှာက order တင်ဖြစ်လိမ့်မယ်။ရှန်ကတင်နဲလိမ့်မယ်ဆိုတာဥမာဟိုငါကဦးတင်ငါမမတင်ငါကိုတင်ငါဘယ်လိုပြောရမလဲမာမီတင်တယ်ဒီချင်းအဲ့လိုပုံစံလိုမျိုးလေးအသက်ကြီးရဲ့သူတွေပဲအသက်ကြီးရဲ့ဆိုတဲ့နေရာမှာလည်းလေတချို့တော့အခါကြတော့ပြောရင်နည်းနည်းတော့ဟွာမဖြစ်ဘူးဆိုရင်မဲ့
daddy issue တို့ mommy issue တို့ရှိတဲ့ပုံစံလေးရှိတယ်နည်းနည်းကလေးဆန်နေရတယ်ကွာကလေးဆန်နေရင်ရတယ်ဆိုတဲ့နေရာတစ်ခုမှလည်းအရေးတန်တာလေးလည်းရှိတယ်ယောက်ျားလေးဖြစ်တယ်ဆိုတော့ဒီတစ်ခါတလေဆိုလို့ရှိရင်လည်းနည်းနည်းစိတ်လေးကကောက်လိုက်ရမှသူဆိုလို့ရှိရင်ကိုချရတဲ့သူရင်းနဲ့ဆိုလို့ရှိရင်ကိုကလေးပေါ်တော်တော်ကြီးကြာနေတယ်ဒါဘေးလူရင်းနဲ့ဆိုလို့ရှိရင်အရန်နေမချူအားဖြစ်ချင်အောင်စောင်းအဲ့လိုပုံစံလိုမျိုးလေးနဲ့အဓိကကိုနဲ့တွေ့မဲ့ level တီကိုရဲ့ partner တီဖုံးခွဲစရာမလိုဆိုတာကိုယ့်ရဲ့ true self ကိုအကုန်လုံးကိုပြသနိုင်တဲ့သူဖြစ်တဲ့အတွက်ကြောင့်မလို့ကိုကစိတ်ရှိဆိုတာကတချို့ဆိုလို့ရှိရင်ဒီ2လပိုင်းအတွင်းမှာလည်းတွေ့ရလေးရှိတယ်2လပိုင်းဆိုတာထက်နောက်ထပ်2လအတွင်းမှာလည်းဖြစ်နိုင်တယ်နောက်ထပ်2လဆိုတော့တခြားမတိုင်းကမှအဲ့လိုတချို့လေးဆိုလို့ရှိရင်ရှေ့ပတ်ခံရတာတော့တခြားမှရေးစားကနေပြီးတော့မမိုးပေးခံရတော့အဲ့လို single လေးဆိုလို့ရှိရင်လည်းရှိတယ်အဲ့ဒါဆိုတော့အတွက်ကြောင့်မလို့အဲ့ဒါတော့မပူပါနဲ့ကဲဆိုတော့ဒီကတော့ဒီနေ့အကုန်လုံးကိုဘယ်လိုဖြစ်သွားလဲဆိုတော့ဖွေရိုလေးကြည်နေတဲ့အနေထားတစ်ခုမှလည်းငကကကြလာပြန်ရောခုနက3ခွက်ပဲ3ခွက်ဟို4ကွာဆက်ကိုတွေ့တယ်အဓိကကဘာလဲဆိုလို့ရှိရင်အောင်ပါရဲ့အောင်နေဆိုတာကအထူးသဖြင့်ကဘာလဲဆိုလို့ရှိရင်ကိုကိုတိုင်းကဟိုရင်ကလေးကထောက်လျှောက်လောက်လာခဲ့တယ်ငါအရင်ကလေးကစူးစမ်းနေပြီဆိုတဲ့သူရဲ့အတွက်ကလေအဲ့လိုနိုင်ငံခြားရောက်ဖို့ကအချိန်ကြာနေတဲ့သူတွေဆိုလို့ရှိရင်လည်းတွားလို့ရှာတာပုံစံတစ်မျိုးလေးရှိရယ်ဟိုရင်ကလေးကလုံနိုင်ခဲ့ရဆိုလို့ရှိရင်လည်းငါအရင်ကလောက်လာခဲ့အခုရှားမှာတေးကြရဲဆိုတဲ့စိတ်ကလေးကများများထားပြီးဆိုတာကအဓိကကိုစိတ်တွေးတဲ့အရာဒီကိုဖြစ်လာမယ့်အရာဖြစ်တဲ့အတွက်ကြောင့်မို့လို့ law attraction ရဆိုလို့ရှိရင်ကွာကိုတွေးလိုက်တဲ့အရာဘယ်လောက် powerful ဖြစ်လဲဆိုတာကတော်တော်လေးကိုကောင်းတာတွေးလို့ရှိရင်ကောင်းတာဖြစ်တယ်မကောင်းတာတွေးလို့ရှိရင်မကောင်းတာဖြစ်တယ်အဲ့ဒီအတွက်ကြောင့်မို့လို့ကောင်းတာများများလေးတွေးနောက်ထပ်တစ်ခုကကြတော့လေမေတ္တာလေးများများပို့ပြီးတချို့လေးဆိုလို့ရှိရင်အဲ့လိုကိုတွေကိုကွာနည်းနည်း negative လေးရှိရယ် negative ရှိရယ်အနေထားလိုမျိုးလေးတွေ့ရတဲ့အတွက်ကြောင့်မလို့ကဲဆိုတော့ဒီကတော့ဒီနေ့တော့ဒီလောက်ပါပဲအဆုံးထိကြည့်ရှုပေးတော့တဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်